အားလုံးပဲမင်္ဂလာပါဗျာထုံးတဲ့ပြန်ကြိုဆိုပါရစေဒီနေ့မှာတော့ကိုယ့်ရဲ့ Facebook ပေါ်မှာကိုယ့်ရဲ့တက်ပုံနဲ့တခြင်းနဲ့တွေ့တင်နေကိုကျွန်တော်အသေးစိတ်ပြောပြပေးမှာဖြစ်တဲ့အတွက်ဒီဗီဒီယိုလေးကိုအစားဆုံးကြည့်ပေးပါဗျာကိုယ့်ရဲ့အကောင့်လေးကိုဒါမှမဟုတ်ကိုယ့်ရဲ့ page ကိုရောက်သွားပြီဆိုရင်တော့ကိုပုံမှန်တင်နေကြစာပဲဖြစ်ဖြစ်တက်ပုံပဲဖြစ်ဖြစ်တင်နေကြဒီနေရာလေးကိုနှိပ်ပေးပါဗျာအနေရလို့ရောက်သွားပြီဆိုရင် music ဆိုတဲ့နေရာလေးလိုက်ရှာပေးပါကျွန်တော်တော့ page မှာပြရတဲ့အတွက် music ကဒီနေရာလေးမှာရှိနေတာပါအကောင့်မှာဆိုရင်တော့ဒီ music ဆိုတဲ့နေရာလေးကိုလိုက်ရှာပေးကြပါဗျာmusic တွေကိုရောက်သွားပြီဆိုရင်တော့ကိုယ်စိတ်ကြိုက်တခြင်းဒီ recommend ပေးထားတဲ့ Facebook က recommend ပေးထားတဲ့တခြင်းရှိပါတယ်ဒါမှမဟုတ်ကိုကတခြင်းရဲ့နာမည်အဆိုတော်နဲ့ရှာချင်တယ်ဆိုရင်တော့ဒီပုံမှာရှာလိုက်ရမှာပါဗျာကျွန်တော်ဒီတခြင်းတစ်ပုဒ်ရှာလိုက်ပါမယ်ပြီးတော့ကိုယ်စိတ်ကြိုက်ဒီຢာလေးကိုရှေ့ပြီးတော့ပို့လို့ရတယ်အဲဒီကအပေါ်မှာဒီ down နေပြီးသွားပြီဆိုရင်တော့ app media မှာကိုယ်စိတ်ကြိုက်တဲ့ပုံကိုပြောင်းထည့်လိုက်ပါဗျာကျွန်တော်ဒီပုံထည့်လိုက်ပါပြီအဲ့ပြီးတော့ရင်တော့ကိုယ်စိတ်ကြိုက်တဲ့နေရာမှာစာရေးထည့်လိုက်ရမှာပါဗျာအဲ့ပြီးတော့ရင်တော့နေကိုနေလိုက်ပါဗျာအဲ့ဆိုရင်တော့ကိုယ့်ရဲ့တခြင်းနဲ့ပုံနဲ့ရတော့မှာဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုအစားဆုံးကြည့်ပြတဲ့အတွက်အားလုံးကိုကျေးဇူးများတင်ပါတယ်